သူ့ကိုကွင်းထဲမှာတွေ့ရင်ပြိုင်ဘက်တွေကြောက်ရွံ့တုန်လှုပ်ကြပါတယ်။သူ့ရဲ့ကစားဟန်လာရန်လိုပြီးကျန်းတန်းတယ်လို့လူတွေပြောချပေးမယ်။ဂိုးသွင်းဖို့ဆိုရင်ဘတော်မှမတွန့်ဆုတ်ဖဲပါဘူး။သူကတော့ Diego Costa ပါ။ Atletico Madrid မှာဘယ်သူမှမထင်ထားပေတောက်ပါလာခဲ့ပါတယ်။2014မှာလာလီဂါချန်ပီယံဆုရအောင်စွမ်းဆောင်ပေးခဲ့တဲ့အဓိကတိုက်စစ်မှုဖြစ်ခဲ့ပြီးဥရောပရဲ့ထိပ်တန်းတိုက်စစ်မှုအဖြစ်ရည်တည်ပြခဲ့ပါတယ်။အဲလီနိုမာရောပရီးမီးယားလိကိုရောက်လာခဲ့ပြီးချယ်ဆီအတွက်ကစားပေးခဲ့ပါတယ်။သူ့ရဲ့ပြင်းထန်တဲ့ကစားဟန်နဲ့ယူသွက်လောက်အောင်ကိုသွင်းနိုင်စွမ်းတဲ့ကြောင့်ချယ်ဆီပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့ပါတယ်။သူ့ကြောင့်ပဲချယ်ဆီဟာပရီးမီးယားလိဖလားနှစ်ကြိမ်တောင်ဆုကူးနိုင်ခဲ့တာပါ။မွေးရမြေဘရာဇီးအတွက်ကစားဖို့ပေမဲ့နောက်ပိုင်းမှာတော့စပိန်နိုင်ငံအတွက်ကစားဖို့ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။သူ့ဘဝဟာဘောလုံးလောကရဲ့ရှင်ခုန်စရာဇလန်တပုတ်လိုပါပဲ။ပြိုင်ဘက်တွေကသူ့ကိုမုန်းပေမဲ့သူ့အသင်းဖော်တွေနဲ့ပရိသတ်တွေအတွက်တော့သူဟာအငြင်းတန်းသူရေဟောင်းပါပဲ။ဘတော်မှအရှုံးမပေးတတ်တဲ့စိတ်အနိုင်ရဖို့အတွက်အကုန်ပုံအော်တက်တဲ့စိတ်တွေကသူ့ရဲ့ထူခြားချက်ပါ။တင်အကြိုက်ဆုံးတိုက်စစ်မှုကဘာတူလဲ။နောက်ထပ်ဘယ်ဘောလုံးသမားအကြောင်းသိလို့ပါတလေ။ကောမန့်မှာပြောပြခဲ့ပါဦး။